ဆိုတော့ကျွန်တော်တို့အမြဲတမ်းဆွေးနွေးနေတဲ့ဥစ္စာတွေမှာလည်းကြီးဒီကောင်းတဲ့ IG ကောင်းတဲ့ကြီးဒီတားတဲ့ IG တားတဲ့ပြောလို့မရဘူးပေါ့နော် ဒီ IGCSE ဒီလက်မှတ်တွေနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီမိဘတွေချားမှာဆိုလို့ရှိရင်အရန်ကိုစိတ်ဝင်စားမှုတွေများနေကြတယ်ဆိုဒီတလုံးမှာဆိုလို့ရှိရင်လည်း GED ဝယ်ယူချင်မလား IGCSE လမ်းကြောင်းကိုပဲသွားရမလားဆိုတဲ့အပိုင်းတွေမှာလည်းမိဘတွေချားမှာအရန်ကိုကောင်းစားရတဲ့အကြောင်းအရာလေးတစ်ခုဖြစ်နေရပေါ့နော်အဲ့တော့GED လက်မှတ်ကဘလို့လူမျိုးတွေအနေနဲ့ရွေးချယ်တင်လဲနောက်ပြီးတော့မှဒီ IGCSE ဆိုလို့ရှိရင်လည်းဘလို့ចောင်းသားတွေကနေမှရွေးချယ်ပြီးတော့မှဒီဆောင်ရွက်တွေဝင်ဖြည့်တင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှဒီတစ်ပတ် topic အစီအစဉ်မှာအသေးစိတ်လေးဆွေးနွေးပြသွားဖို့ရှိပါတယ်US ဘက်ကလာတာပေါ့သူကဒါဘယ်လိုမျိုးဖြစ်လာတာလဲဆိုရင်တော့သူတို့ဒီ GED ကသူတို့နိုင်ငံမှာပေါ့နော်တက်ကြီးပညာရေးစနစ်အတွက်ကိုရည်ရွယ်တယ်ပေါ့နော်ဘယ်လိုဘာအတွက်လဲဆိုရင်တော့အသက်အရွယ်လွန်သွားတယ်ဟုတ်လားဒီ Danish ပေါ့နော် Danish ကနေပြီးတော့လွန်သွားပြီးတော့ University ကိုနောက်မှဆက်တက်ဖို့အခွင့်အရေးရတဲ့သူတွေအတွက်သို့မဟုတ်နောက်ကျသွားတဲ့သူတွေအတွက်ပေါ့ရည်ရွယ်နောက်တစ်ခုကတော့ IGCSE ပေါ့အကြမ်းမြင်ပြောရရင်တော့ UK ရဲ့ education system မှာကျတော့ဒါကိုဘာလို့သတ်မှတ်လဲဆိုတော့ secondary education system ကိုသတ်မှတ်တယ်ပေါ့နော်ဆိုတော့ဒီဥစ္စာကကျတော့ဘလို့အသက်အရွယ်ကိုသူကရည်ရွယ်တယ်လဲဆိုရင်အသက်14နှစ်ကနေ16နှစ်အတွင်းလေးကိုသူကရည်ရွယ်တာUS ဘက်ကကြီးတွေကကျတော့တက်ကြီးပညာရေးကိုရည်ရွယ်တယ်ဒီ UK ရဲ့ဒီ IGCSE ကကျတော့ဒီ Danish တွေပေါ့နော်ဒီငယ်ရွယ်တဲ့ဆယ်ကျော်သက်တွေဒီ14နှစ်နဲ့16နှစ်အဲ့ဒါကို secondary ပညာရေးအတွက်ကိုကျောင်းသားတွေအတွက်ကိုရည်ရွယ်တယ်